အားလုံးနေမျိုးကွန်ပျူတာ training center တွေကျူးလို့ပါတယ်ဒီနေ့ကျွန်တော်ညောင်းပြီးတဲ့ခဏလေးရတော့ကျွန်တော် Microsoft Word နဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ခေါက်ကကျွန်တော်တို့ကဘယ်လိုလုပ်မလဲစပြီးတော့အနည်းလေးနဲ့ကျွန်တော်ပေးလိုက်တယ်နော်နာမည်လေးလည်းကျွန်တော်တော့ပေးထားပါတယ်နော်ဘာလို့လဲဆိုတော့အခြေခံမျိုးပြထားတော့မဟုတ်ဘူးကဟိုတိတ်ပြီးတော့ဝေးဝိုင်းမနေကြတော့ဘူးနော်ဒါဆိုရမယ်နော်ကျွန်တော်အချိန်နဲ့ဒီခေတ်မှာကျွန်တော်အမြန်ဖြစ်တဲ့ဒုံးညံဖြစ်တဲ့ဒုံးညံတွေကိုကျွန်တော်တင်ပြပါမယ်နော်အသေးသေးပြီးချင်တော့ကျွန်တော်တို့ဟုတ်လားအသေးသေးကျွန်တော်ပြန်ပြီးတော့တင်ပေးပါမယ်နော်အဲ့အခြေခံတရားလေးတွေမှာတက်လိုက်ပါအသေးသေးလေးတော့နော်ဒါတော့ကျွန်တော်ကတော့လက်ရှိမေးတဲ့လူတွေတော့ဦးစားပေးသွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ထပ်ပြီးညဝင်ပြီးတော့ဗာလဲဆိုတော့ကျွန်တော်ဒီမှာ analyze တာလေးတွေနဲ့ဆိုတော့ color ပြောင်းတာလေးတွေကျွန်တော်ပြောပါနော်အဲ့တော့ပထမဆုံးကျွန်တော်ဒီစလုံးတွေကျွန်တော် color တာရှင်းဆုံးစလုံးတွေကျွန်တော်ကအရောင်ပြောင်းနေတယ်နော်အဲ့တော့ဒီမှာ font မျိုးနဲ့ဟာလေးတွေကျွန်တော်ပြန်ရှင်းပြီးတော့နော်အဲ့တော့ဒီမှာ font ရဲ့ကိုယ်က font ကိုဘယ်လောက် color နဲ့သုံးပါ color နဲ့သုံးပါဒီရောင်နဲ့သုံးပါလားကိုကြိုက်တဲ့ color ကျွန်တော်တို့သုံးလို့ရပါတယ်နော်ဟုတ်ပြီနော်အဲ့တော့ဒါ font နော်ပြီးတော့ဒီအောက်ကပါလဲဆိုတော့ကျွန်တော် font ကိုကျွန်တော် design font design ကျွန်တော်ကဘယ်လောက် design ပါ design နဲ့သုံးပါလဲအောက်ကလိုက်ပြောင်းနေပါနော်ကျွန်တော်ကြိုက်တယ်လို့ပြောင်းလို့ရပါတယ်နော်ဟုတ်ပြီနောက်ကကျွန်တော်တို့နော်ဒီထဲမှာပဲကျွန်တော်တို့ဒါစလုံးကြည့်သေးဟုတ်ပြီနော်ကျွန်တော်ကအလိုက်ပြောင်းပါနော်ဟုတ်ပြီနော်ဒီဆက်တော့ကျွန်တော်စလုံးကြည့်သေးဒါတော့ home menu တွေဟော font menu တွေနော်အဲ့ကနေမဟုတ်ဘူးကျွန်တော်နောက်တစ်ခုကဒီမှာရှိလေဆိုတော့ကျွန်တော်တို့41 40 တင်တယ် first နော်ဆက်ရှိပါနော်ခုနောက်က download လဲကျွန်တော်တို့က Kingana လေးတင်တယ်42 3နော်လေးနဲ့3တက်ဆက်ရှိတယ်ပေါ့နော်ကျွန်တော်H2O ဆက်ရှိတယ်ကျွန်တော်ရိုက်ချင်တယ်နော် H2O ဟာဒါမျိုးလေးပေါ့နော်ကျွန်တော်ရိုက်ချင်တဲ့အချိန်မှာကျွန်တော်ကဗာလဲဆိုတော့ဒီမှာဆိုတော့ကျွန်တော် H2O ကိုပေါ်တင်လိုက်တယ်အဲ့ဒါဆက်ရှိပါနော်ဒါမှမဟုတ်ကျွန်တော်အောက်ကိုချမယ်နော် sorry မှာနော် H2O ဒီချလာပါနော် H2O နော်အဲ့ H2O ဖြစ်တဲ့သူ့ကိုကျွန်တော်ပဲဟောဘယ်လိုချကြလဲ H ရဲ့အောက်ကိုချချင်တယ်ချချင်တာဖြစ်တဲ့ H2O ကျွန်တော် H ကိုတော့အဲ့ဒါဆိုကျွန်တော် H2O ရအောင်ဟုတ်လားဒါကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်အပေါ်တင်နေတာနဲ့အောက်တင်နေတဲ့အချိန်လေးတွေကကျွန်တော်သုံးနေရတယ်ဖြစ်ပါနော်ပုံမှန်ပေါ့ဝီရဲ့တဲ့အချိန်ရိုက်သွားတယ်ပြီးတော့ပြန်ပြီးတော့ဒီကောင်လေးနဲ့ပေါ်တင်တာနဲ့အောက်ချတာနဲ့လောက်သွားလိုက်လို့ရပါတယ်နော်နောက်ကခဏလေးဆက်ရမယ်ဆက်လိုက်ဆက်ရင်တော့လို့ရပါတယ်โอเคနောက်ကကျွန်တော်ဒီဘက်က paragraph မှာကျွန်တော်ဆိုရရှိမှလည်းကျွန်တော်ပြောပြပြီးသွားပါပြီနော် paragraph ဒီမှာအဲ့မှာကျွန်တော်တစ်ချက်သိရအောင်ပါလဲဆိုတော့ line spacing နော် line spacing တခုနဲ့တခုစာကြောင်းချတဲ့ line spacing adjustment ဖြစ်ပါနော်ဒီကောင်ကျွန်တော်စာကြောင်းတစ်ကြောင်းပြီးရင်အနောက်ခေါက်လိုက်တယ်ဘယ်လောက်သွားအောင်လဲဆိုတော့စာကြောင်း line spacing ရှိတယ် spacing တွေကိုကျွန်တော်အစိတ်ကျဲလို့ပါထို့သောလည်းကျွန်တော်တို့ဆက်ပြလိုက်ပြီးလို့ရှိရင်ဒီမှာ line spacing ကျွန်တော်သွားလိုက်အဲ့ဒီမှာ spacing 1 2 3 4အဆက်ရှိလို့နော်ဆိုရင် 1.0 1.5 1.2စာကြောင်းကြီးကျဲသွားပါလိမ့်မယ်နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကပုံမှန် 1.0 ထားတယ်အဲ့ဒါကျွန်တော် auto adjustment ပေးခြင်းလို့ရှိရင်တော့ဒီမှာဒီကောင် row speed after adjustment ပြီးတော့ရှင်းတာပုံမှန် adjustment လုပ်ပြီးတော့ဖြစ်ပါနော်ဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်ဒီဒီကာလာထားတယ်ဒါကကျွန်တော်ဒီတစ်ခုလုံးကြီး paragraph တစ်ခုလုံးကြီးကိုထားတယ်အဲနောက်တစ်ခုက paragraph တစ်ခုလုံးမဟုတ်တယ်အနုပါလာပါပြန်ပြီးလဲ paragraph တစ်ခုလုံးမဟုတ်တယ်တခြားဇာတ်တိုင်းလေးတစ်ခုပေါ့နော်အဲဒီကောင်ကြတော့ကျွန်တော်တို့ကပါလဲဆိုတော့နော်နာမည်လေးပဲတော့ရအောင်နော်နောက်ကောင်ကျတော့ကျွန်တော်တို့ကဒီမှာ column line ကိုကျွန်တော်တို့ကခွဲထားတယ်ဆိုရင်ကျွန်တော် font size လေးလိုက်ခွဲတာဟုတ်ပြီနော်ကုလိုချင်လို့ကုလိုချင်တဲ့ဟာလေးလို့ကုလိုချင်တဲ့ paragraph ကိုကုလိုချင်လို့ font size လေးလိုက်ပြီးတော့ခွဲတဲ့နည်းလမ်းလေးဖြစ်ပါတယ်နော်ဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်တို့ design လေးပေါ့နော် insert မှာ insert လေးဆက်ထုတ်ကြည့်လိုက်ပါနော် insert မှာဆိုပါလေဒီမှာကျွန်တော်ကုလိုချော်ထဲမှာsorry Microsoft Word ထဲမှာကျွန်တော်တို့ကတက်ဖို့လေးထည့်ချင်တယ်နော် insert လေးကိုသွားလိုက်ပြီး picture လေးကိုကျွန်တော်သွားလိုက်ပါနော်ဘာမှအခက်အခဲမရှိပါဘူးနော် picture လေးမှာကိုကြိုက်ချင်တဲ့ကိုနှစ်သက်တဲ့ပုံတွေကိုကျွန်တော်ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ insert လေးပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာဘက်ထဲမှာကျွန်တော်ဒီမှာပုံလေးကိုရှောက်သွားပါပြီနော်ဟုတ်ပြီနော်အဲ့တော့အဲ့ပုံကိုကျွန်တော်တို့ကပုံနဲ့စာချားမှာသူကအများကြီးပဲလိုက်လားနော်အဲ့တော့ကျွန်တော်ကျုံးလိုက်အောက်ကစာလိုက်လိုက်ပါလေဆက်ရှိမယ်ကျွန်တော်ကဒီညာနဲ့ဒီညာပဲပေါ်ချင်တယ်အဲ့ဒါဒီဘက်ပြီးမှပေါ်လာလေးရှိပါတယ်နော်ဒါလေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်နော်အဲ့ဒါလေးအောင် operation ဖြစ်ပါနော်ဒါဘာလို့ output တစ်ခုနဲ့တစ်ခုတော့မတူနိုင်ဘူးเนาะ output ကိုကျွန်တော်တို့ကဒီအောက်မှာ behind the text စာသားတွေရဲ့နောက်ကိုရှုချင်တယ်ကျွန်တော်ပြလိုက်မှာစာသားတွေရဲ့နောက်ကိုကြောက်တော့ပါတယ်เนาะအဲ့တော့ဘာလို့လဲသူကျွန်တော်တို့ကစာသားတွေနောက်ကိုဖြစ်တဲ့အတွက်ကိုကြိုက်လို့ရှုနေတာဒီကောင်ကျတော့အားပါချက်เนาะဟုတ်အနာခေါ်လိုက်ဒါကားတင်တယ်ဒီကောင်လေးတောင်းလေးနဲ့တော့တောင်းလေးရှိเนาะကျွန်တော်တို့ပြောလိုက်မယ် adjustment လုပ်ရပြီးရှုတယ်ပြီးနောက်တော့ပေါ်ရတဲ့ຢာလေးကို control C control R လေးနဲ့ပြီးတော့ပါလိုက်ရပြီနော်ဒါကျွန်တော်က file စိတ်မှာဒီကောင်လေးကိုစိတ်မှာဆိုရင်ကျွန်တော်က CS ကျွန်တော်တောင်းလိုက်ပြီးတော့ရှင်ကျွန်တော်ဒီမှာထူးခြားတဲ့လေးတစ်ခုက Microsoft Office တွေရဲ့ထူးခြားတဲ့နော် Microsoft Office Word တွေမှာရန်ခောက်တော့တော့ကျွန်တော်တို့က DOS နဲ့ DOC နဲ့ပဲကျွန်တော်တို့သွားထားတယ်နော်ဒီမှာဆိုကျွန်တော်က Microsoft Office 2009နောက်ပိုင်းထွက်တဲ့အားလုံးကြီး
.doch ဆိုပြီးပါလာနော် h ဆိုပြီးပါလာဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့ကိုဘယ်နောက်မှစီပါတယ်ကျွန်တော် file location ရွေးပြရအောင်ဖြစ်နော်အဲ့တော့ browser လေးကျွန်တော်တို့တွားလိုက်မယ်.doc ကျွန်တော်တို့သူ့ကိုကျွန်တော်တို့ဘယ်ထဲမှာစီမှာလဲကျွန်တော်တို့ဒီထဲမှာပဲကျွန်တော်စီလိုက်မယ်နော်ဒီထဲမှာစီလိုက်မယ်ဟုတ်ပြီဒီထဲမှာစီပြီးသူ့နာမည်တစ်ခုပေးလိုက်မယ်နော်ဒီအစားရှိတယ်နော်နာမည်တစ်ခုပေးလိုက်ပြီးလို့ချင်းကျွန်တော်တို့မှာစီတယ်ဒါဆိုရင်ဒီ file လေးကိုကျွန်တော်တို့ကဒီထဲမှာတော့စီပြီးတော့ဒီမှာပြန်ပေးလိုက်နော်အဲ့တော့Microsoft Word နဲ့ပတ်သက်ပြီးတော့ဒါကတော့ကျွန်တော် formula လေးသုံးတာလေးရယ်စရှိတဲ့တောင်းလေးဆိုဆင်းနေပါနောက်ကကျွန်တော်ဘောင်လေးခတ်တာနော် paragraph လေးရမှာကျွန်တော်ဒီမှာဘောင်လေးခတ်တာဖြစ်ပါနော်ဒီမှာ page border ဟုတ်ပြီနော် page border design လေးရနော် design လေး page border လေးမှာဘောင်လေးခတ်တဲ့ဒီလေးအဲ့ဒါလေးကျွန်တော်နောက်ကြောက်လို့ချင်တော့သင်ခန်းစာတစ်ခုမှာကျွန်တော် cover sheet လေးလုပ်တဲ့ဟာလေးကျွန်တော်ဆက်တွဲတင်ပြီးတော့ဖြစ်ပါနော်ဟုတ်လဲစဉ်းစားကြပါဦး